အခြေခံအင်္ဂလိပ်စကားပြောဒီနေ့စာမျက်နှာ53ကိုဖတ်ပြပါမယ် page 53စာကြည့်တိုက် library 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 စာကြည့်တိုက်ဖတ်ရပကိုးရ PAGODA ပကိုးရဖတ်ရကျောင်း school ကျောင်းရုံး office ရုံးဘဏ် BNK ဘဏ်စားတောက်ဆိုင် restaurant restaurant စားတောက်ဆိုင်ဥယျာဉ် GARDEN and garden ဥယျာဉ်ကမ်းခြေ beach ကမ်းခြေသင်္ဘောဆိပ် JETTY ဂျက်တီသင်္ဘောဆိပ် JETTY ဂျက်တီသင်္ဘောဆိပ်လေဆိပ် airport လေဆိပ် hotel 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 အတန်ထွက်က hotel 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 တဲခိုခန်း GUESTOUSE guest house တဲခိုခန်း GUESTOUSE guest house တဲခိုခန်းအသေးစား hotel INN အသေးစား hotel INN အသေးစား hotel ဘော်ဒါဆောင် HOSTEL hostelဘော်ဒါဆောင်ကားမတ်တိုင် bus stop ကားမတ်တိုင်ဖုန်ကြီးကျောင်း MONASTERY 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 ဖုန်ကြီးကျောင်းဆေးရုံ hospital ဆေးရုံမှုတ်တိုက် BAKERY bakery မှုတ်တိုက်လက်ဖက်ရည်ဆိုင် T-shop လက်ဖက်ရည်ဆိုင်တီးရလက်ဖက်ရည်နော်အရက်ဆိုင် PUB ပတ်အရက်ဆိုင်အပန်းဖြေနေရ ISOT resort အပန်းဖြေရနေရစာရေးကရိယာဆိုင် STATIONERY stationery shop စာရေးကရိယာဆိုင်တရားရိပ်သာ meditation center MEDITATION meditation center meditation center တရားရိပ်သာအယုတ်ဆိုင် TOY တွိုင်း SHOP short တွိုင်း short အယုတ်ဆိုင်အထည်ဆိုင် close shop အထည်ဆိုင်ဖြစ်ပါတယ်ဒါကတော့အခြေခံအင်္ဂလိပ်စကားပြောရဲ့စာမျက်နှာ53မှဖြစ်ပါတယ်ရှင့်ထိုင်းသူတွေလိုချင်တယ်ဆိုလို့ရှိရင်တော့ချင်းအောင်ထဲမှာဝင်ဝယ်သားပါ125ဘတ်ပုခအပြီးဖြစ်ပါတယ်ဒီစာအုပ်လေးအရင်ကောင်းတယ်နော်စာမျက်နှာဖွေးစွတ်နာတယ်လားအသားအရင်ကောင်းပါတယ်ထိုင်းသူဆိုလို့ရှိရင်တော့ချင်းဝါနီးထဲမှာနှိပ်ပြီးဝယ်သွားပါမြန်မာပြည်သူဆိုလို့ရှိရင်တော့ဒီနှစ်အုပ်ပေါင်းပေါ့နော်ဒီနှစ်အုပ်ပေါင်းကို18000ဖြစ်ပါတယ်ရှင့်ကျေးဇူးပါ